360ကင်မရာတစ်လုံးကဘတ်1000ခွဲပတ်ချလေမြန်မာငွေ320ပတ်ချလေရှိနေတဲ့အချိန်မှာဒီဘတ်900တန်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့9000ခွဲ6000ပတ်ချလေပဲရှိတဲ့360ကင်မရာလေးကတကယ်လားကျင်းလားဆိုတာကိုဒီဗီဒီယိုကြည့်လိုက်ပါဒီကင်မရာလေးရဲ့နာမည်ကတော့ Polaroid R360X ပေါ့နော် R316X လို့ခေါ်ပါတယ်ဒီကောင်းရဲ့ဈေးကမြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့9000ကျော်ကျော်ပဲရှိတယ်ဆိုတော့ရိုးရိုးပုံမှန် Insta 360တို့ဘာလို့မှထည့်သုံးတဲ့ဒီ SD card ရဲ့တန်ဖိုးရဲ့ဈေးတောင်မှမရှိပါဘူးတော်လေးကိုသေးသက်တာပါဒီကင်မရာက software support ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Android အမြင့်ဖုန်းတွေမှာတော့အဲ software လေးက crash ဖြစ်သွားတယ်ပေါ့နော်ပြန်ထွက်သွားတယ်နောက်တစ်ခါကျတော့သူ့မှာ Wi-Fi လည်းပါတယ်ဆိုတော့ Android ဖုန်းအနေနဲ့မှာဆိုလို့ရှိရင်တော့ application နဲ့ချိတ်ပြီးတော့ Wi-Fi ချိတ်ပြီးတော့သုံးလို့ရတယ်ဒီနောက်ပိုင်းဖုန်းတွေမှာတော့လုံးဝသုံးလို့ရမှာမဟုတ်ပါဘူးဆိုလိုတာကကျွန်တော်တို့ကဒီ physical pattern တွေနဲ့ပဲအားလုံး control ပြီးတော့ဒါရိုက်ရမှာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီကောင်လေးကို power လေးဖွင့်လိုက်ပါမယ်နော် power button လေးကိုဖိနှိပ်လိုက်ပြီးဆိုတော့ね mini လေးလင်းနေဒီဘက်မှာလည်း Wi-Fi button နဲ့အောက်မှာရိုက်ကူးရေး video button လေးလင်းလာပါလိမ့်မယ်အဲ့ခုသူ့ရဲ့ pop တွေအကြောင်းပြောရမှာကဒီကောင်က SD card ထည့်တဲ့ slot လေးအောက်ကကျတော့ type C အားသွင်းတဲ့ slot လေးပေါ့နော်ဒီဘက်မှာတော့ mic လေးပါတယ်သူ့ရဲ့ mic ကလည်း quality တော်တော်ကောင်းပါတယ်မဆိုးဘူးပေါ့နော်သူစီနဲ့ဒီမှာတော့ဒီ power button လေးကိုနှစ်ချက်နှိပ်လိုက်လို့ရှိရင် mode button ပြောင်းပါတယ်နှစ်ချက်နှိပ်လိုက်ပြီနော်ဒီမှာ power button လေးကိုထပ်နော်အဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုရိုက်တဲ့ခက်လို့မှမီးလင်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်လေးတစ်ချက်ရိုက်ပြီးတော့ချက်နှိပ်ပြီးတော့ရိုက်လို့ရအဲ့ဆိုရင်တော့ဒီဗီဒီယိုဘက်တန်လေးကမှိတ်တော့ဖြစ်နေပါလိမ့်မယ်အဲ့ဆိုရင်တော့ဒါဗီဒီယိုရိုက်ကူးမှုစတင်နေပြီလို့ပြောတာပါဗီဒီယိုရိုက်တာကိုရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ power button လေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါအဲ့ဆိုလို့ရှိရင်တော့ဗီဒီယိုရိုက်တာ stop ဖြစ်သွားတယ်ပေါ့နော် stack ကလည်းဒါပဲ stock ကလည်းဒီကလို့ပဲလွယ်လွယ်ကူကူလေးပါပဲအဲ့တော့ဒီကောင်လေးကိုကျွန်တော်ရဲ့ကားပေါ်မှာတက်ပြီးတော့ quality ကိုကြည့်လိုက်ပါနော်โอเคဒီလောက်ဆိုရင်တော့ဒီ Polaroid R316X က quality လေးကိုသိပြီထင်ပါတယ်ဈေးလည်းအရင်မကြည့်ဘူးပေါ့နော်ဆိုတော့ SD card တန်ဖိုးလောက်ပဲရှိတယ်ဆိုတော့ဒီကင်မရာလေးကိုကျွန်တော်မဲဖောက်ပေးမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ Man U နဲ့ Man City ပွဲမှာ Man U နိုင်သွားလို့ဖြစ်ပါတယ်အသေးစိတ်ကိုတော့ကျွန်တော်ရဲ့ Facebook page မှာပြောပြပေးထားပါမယ်ခင်ဗျာနော်ဝင်ရောက်ကန်ဆယ်လို့ရပါတယ်